လိုက်ပါအသုံးကညိုလေကမန္တာတရားမှလည်းကုသိုလ်ကြောင့်ကြီးရဲ့ရှင်ပြောမယ့်အကြောင်းကလည်းအိုးနေပါပြီဟိုတုန်းကမြမရင်ကျုပ်စိတ်ဘာသာရှေးခါကတူလူမတူကကူညီရတယ်သုံးလုံးညီညီသူညာပျော်ရွှင်ကြပြီးတော့အချို့မင်းမျိုးလေးများကြကြံတော့မန္တလေးဘောဟုတ်တယ်လို့ပြောမန္တလေးဘောဟုတ်တယ်လို့ပြောဒီလေဘောသောက်တန်ပြတယ်ပွဲပါရဲ့လားအဲ့လိုတစ်ချင်းလေးနဲ့မေးကြတယ်ခင်ဗျအမန္တကိုလည်းလွန်လာပါအောင်ဆင်းတယ်ပန်းကုန်းပန်းွယ်ဆင်းရွယ်ဝန်းချက်ကိုချူရုပ်ချူအောင်ကိုပြီးတော့အစုံတို့ပေါ်မှာကိန်းများပေါ်မှာကလှမ်းနေပန်းဆိုဟန်ရွှေမန္တတက်တမုတ်ခံရွန်းဆက်ပတ်ကုန်းပလုံးကိုချမ်းကိုနန်းချက်တွေတကုန်းကုန်းကမလေးဘွားချက်ရှားဆိုင်ကိုနောင်ကိုင်းပြုံးမလေးတွေချောလိုက်လှလိုက်ပုံကြကြတော့လေရှောလာတော့ရွှေနှစ်တော်လေးရဲ့သေးပြီဘယ်လိုပဲကြည့်လိုက်မဲ့လိုဝင်းလိုလဲပေါ့ကိုလေးကတတ်အလုံးရကြကြတော့လဲလှရမင်းပြပြဝင်းလဲနဲ့တရွ့ပြောင်ဖျောင်းပုံလဲမမီသိန်းကြီးရွှေကူနဲ့တူကြတယ်ပေါ့အဲ့လိုမန္တရောကိုနောင်ကိုင်းမှာလှပပြည့်စုံပေမဲ့လို့ကိုရင်နေရမယ်ကြောင်းကြပြန်တော့ကြောင်းကြီးရဲ့လက်ရငယ်ပြိုးလက်ရငယ်ပြိုးအရန်ကပလက်ချမှုဆောင်းခါသူကောက်လို့ခြင်းမယွင်းနှင်းရောစီရောသဘောတနေရာဇာနာမလုံးလေခါကြကြတော့လည်းပုတ်ဒီကထားမိုးကြတော့ဆွဲဆိုးအဲ့ဒါကြောင့်ရှင်လူမျိုးဝင်ငရဲကရှင်လူမျိုးဝင်ငရဲကကြောင်းဆိုလို့ရွှေရောရှောက်ပါလို့ရှေ့ဘက်ကိုရှောက်ပြီးညောကြည့်ကြတဲ့အခါကျတော့ကျွမ်းမှန်မှုတဲ့ပန်းသူဒေလာနေနဲ့နာဝဲဒရနာဘုံတက်ဆုံးကျငန်းဒီသိညာရဲ့အိမ်ခမ်းသာပြီးတိုက်လာကြီးကပါစီတော်ရှိပြုတ်ပါကတက်ကြရောက်ပြီးကြော်စောသည်နဲ့သူ့ဤပန်းညောင်းရွှေကံကောင်းဝဲချီအောင်တရားဥလို့လားဆိုတဲ့အတိုင်းရှိပြုတ်ပါစီကိုမျောကြည့်လိုက်တဲ့အခါကျရင်ရှင်မန်းတောင်ဒေလာမှာဘုရားရှင်ရဲ့ဓာတ်တော်မွေးတိများကိန်းကိုစံမြန်းပါလေအစီရီနဲ့ကုသိုလ်တော်တီထွန်းစီရီမှာရွှေကိုယ်တော်သားကစားဒူညီယာသမ်းမမြန်မာဖရက်ကသုံးမြတ်ချမ်းသုံးသွားကြောက်စားခန်းခန်းရှုမောစရာကောင်းလာပါလေအဲ့လိုရှုမောစရာကောင်းလာလို့လေရှေ့ကိုလျှောက်ပါလို့အနောက်ကိုလေယူလိုက်ရဲ့ရှေ့ကိုလျှောက်ပါလို့အနောက်ကိုလေယူလိုက်ရဲ့အနောက်ဘက်ကိုမျောကြည့်တဲ့အခါကျရင်တော့လေရှေ့ရတော်မှာပြမကစခဲ့တဲ့မဟာသမရရာဇာပါဝင်သိနေမှာသာသနာဒါယကာညီမတနည်းတွေနဲ့ဘုရားဘာသာမှာဒုက္ခရာကင်းအောင်ဆိုတဲ့အတိုင်းခုเจ้าဘုရားကြွားကြွားဆွနဲ့တိမ်မြင့်မြင့်လွန်းလွန်းဝေးဝေးတုံကျညွတ်ညွတ်ရစ်သွဲဆိုလျက်မမို့ကြီးအဝန်းချီတဲ့ဒေယုံနဲ့ပါတကွန်နိုင်ရွှေကုတ်ကနဲ့ဖရာလေးလေးဖရာလေးလေးဖရာလေးလေးဖရာကိုဝဲ
သာပလွေရင်မပိုက်ပါလို့တဲ့သာပလွေရင်မပိုက်ပါလို့ဖြူဖြူဝါပြာစိမ့်နေရွှေလာရင်မလေးလို့ဘိရိုက်လို့လာလောင်းပါးစီတစ်ခွင်ဝင်သံစည်းပြကြိုက်ဆိုင်လို့ပဲလာလောင်းကေတာလောမဒုဒိဋ္ဌဟုအနတ္တလက္ခဏာတရားနဲ့ရှင်းတဲ့ခါကြတော့အဲ့ဒီတနာရေအိမ်ဘုံမှာမြုပ်ကလားဆိုမှဖြင့်ဓာမိဒီခွေးရင်းမိဒီကောင်းကွန်မိဒီငါးမိုက်ပိုက်မိဒီရွှေယုံဆင်းရဲကောင်းနဲ့ကြုံနေမယ်တဲ့ကိလေသာညုတ်ကွင်းတာညိုက်ခွင်းမှာရှင်းရှင်းဘွားကံတို့တောင်းကြံမှုနိဗ္ဗာန်ရွှေဘုံကိုယ်လုံးရင်းနာရင်ဝဲဖြစ်တဲ့သာလရဏကိုအမိဘတို့ကသာဂီဝန္တဂေါရမအနွယ်တို့ဝင်နေတယ်အဲ့ဒီဝင်ပြီးတဲ့သာလကြပြန်တော့သာပလွေရင်မပိုက်ပါလို့သာပလွေရင်မပိုက်ပါလို့ကြောင်းတော်ရဲ့လိုက်နေပြီကြောင်းတော်ရဲ့လိုက်နေပြီဒီပါဆိုတာသာဂီဘောမဘလောက်ဖြစ်တယ်လဲဆိုရင်ဒီပါနေတာဆိုတာနှိုင်းရှင်တယ်မရှိပါဘူးတဲ့ဒါနောက်ကရံမူဇာအရှင်လူမဟာသဘင်မြတ်ပွဲတော်ဝမတာပလင်းမှတ်ဆွဲရောလေခလေးနော်နော်စာကပွားပတ်ပဇာရီသာမဏေတွင်ကိုပတ်ပဇာရီသာမဏေတွင်ကိုအဝါရီဆင်းတင်မမလေးရွာသားစိတ်ကိုတည့်တယ်လားခင်ဗျအလူမင်္ဂလာပြည့်အတွက်ကျိုးစားပါခင်ဗျကျိုးစားပါအဲ့ပါတော့ဒါတော့ကရံဘူဇာအရှင်လူမဟာသဘင်မြတ်ပွဲရောဝမတာပလင်းမဆွဲရောခလဲနော်နော်သာကပွားပပိဇာတိသာမဏေတွင်ကိုပပိဇာတိသာမဏေတွင်ကိုအဝါရေရှင်းရင်တင်လွမ်းမလေဒေသာကိုဘဏဝမောင်းတင်မလို့ဒေသာကိုဘဏဝမောင်းတင်မလို့ဝိမိလေးကိုတန်းချုပ်နာလို့ပြောလေးလေးပြောလေးလေးပြောခဲ့ပါဦးမမလေးတို့မဲဥပူရင်မမလေးတို့မဲဥပူရင်မမလေးတို့မဲဥပူရင်အဝင်းကလေးကွယ်သာပြီတောင်းဟောဒီရွှေကြောင်းဟောဒီရွှေကြောင်းဟောဒီရွှေကြောင်းအတ္တမင်္ဂလာမှာရတဲ့ကြတရားနာပြီးသာလရဏလေးကိုသံဃေပဲသင်္ကန်းစီလို့ကျောင်းတော်ကိုပို့ကြတဲ့အခါသာမေလေးကရှေ့အကျွတ်ဒီပါနဲ့ကနောက်ကလည်းဒီပေါ့အဲဒီကမှာတရားဓမ္မတွေကလည်းသီလစင်ကြယ်နေတဲ့သာမေလေးရှေ့နေပြီးအမိုက်များရှင်းကြတယ်ဒီပါတော့စိတ်ထဲမှာဘယ်လိုလွှမ်းရမှမသိခံစားနိုင်တော့အောင်ဖြစ်နေတဲ့အခါပေါ့အဲ့ဒီချိန်မှာဒီကာလမှာတို့ရင်ထဲမှာခံစားနေရတဲ့အကြောင်းလေးကတော့တပြောင်းပြောင်းလေးဖြစ်မရှိနိယမတာသာမင်လျာကြောင့်ခွေကလွမ်းမချီရဲ့တသက်လေးမြက်လို့ပြန်ရင်မတက်ပင်လည်းမချွင်ပြောင်းမြသာရွှေသာကြောင့်ရေကဖြစ်ပဲရွှေချမ်းနေသူတကယ်တွမ်း၍ရိုင်နေပြီ
မလို့ဘူးနဲ့မွေးမေလေးကိုတန်းထိုးနှော့လို့ပြောလေးလေးပြောလေးလေးပြောခဲ့ပါဦးချစ်သမျှချစ်ဆုံးမိုက်သမျှမိုက်ဖုံးနေအခုနှမလေးငယ်